ဓမ္မမိတ်ဆွေပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့အခမဟာတတ္တမဇောတိကတစားထီချိုင်မြို့တေတော်ဆရာတော်ဘုရားကြီးရဲ့ယနေ့ဗုဒ္ဓဝါဒဆိုင်ရာအမေးဖြေများအတွဲတစ်ကိုတင်ဆက်ပေးခြင်းပါတယ်သာသနာနှင့်ဂိုင်းခွဲဝါဒခွဲများဏိဒံအာဂန္တုဥဒ္ဓမဂိဋ္ဌိအကျံကိုရင်တို့ဆရာတော်ရှိသလားရှိတယ်ဖေရအခန်းထဲမှာစာကြည့်နေတယ်ကျောင်းကန်းပြင်ပန်းမှာမီးတံဖြည့်တန်းနေကိုကြားလို့အာဂန္တုရောက်ပြီဟူသောသည်ဖြင့်ကျောင်းကန်းအပြင်ဘက်ကိုထွက်လာခဲ့ပါတယ်အေကန်းဆောင်မှာဥပဇင်တစ်ပါးထိုင်နေရကိုတွေ့ရတယ်ကျောင်းကန်းတွင်မှထွက်လာတာကိုမြင်လို့ဥပဇင်ကဒူးတုပ်ထိုင်နေရမှစောင်းကြောင်းပြန်ထားရင်ရိုးရိုးသေးသေးဥချရှစ်ခိုးနေတယ်ရှစ်ခိုးပြီးတော့ဆရာတော်နေကောင်းမှရဲ့လားဖေရလို့စတင်နှုတ်ဆက်လာတယ်နေကောင်းကြောင်းပြန်လဲပြောဆိုရင်အာဂန္တုဥပဇင်ကိုသိတယ်လို့မသိတယ်လို့ဇဝေဇဝါဖြစ်နေတယ်တေတေချာချာတွေးကြည့်တဲ့အခါမှာဥပဇင်းရဲ့ငယ်ရုပ်ပေါ်လာခဲ့တယ်။လွန်ခဲ့သောအနှစ်20ကာလခန့်ကဓမ္မဂိဋ္ဌိအမည်ရှိတဲ့ဥပဇင်းတစ်ပါးကတဲတော်เจ้าကိုခိတ္တလာရောက်ဖူးတယ်။၎င်းကစာပေအရေးသား၊ကြပြအရေးသားများလိုက်စားလူတာကြောင့်ခိတ္တမြလာရောက်လေ့လာခြင်းဖြစ်ပါတယ်။ထိုစဉ်က2လခန့်မြနေထိုင်သွားဘူးပါတော့လေ။နေကာလကြာညောင်းလာတဲ့အမျှရုပ်ရည်အသွင်ပြင်တံတန်းနေလဲပြောင်းလဲနေရကြောင်းရုတ်တရက်မမှတ်မိခြင်းဖြစ်လေတယ်။ပြန်လည်စဉ်းစားတဲ့အခါငယ်ရုပ်ကိုဖမ်းမိ၍ဓမ္မဂိဋ္ဌိဖြစ်ကြောင်းသိလာပါတယ်။ဟောဘသူများလဲလို့စဉ်းစားနေလာရတာဓမ္မဂိဋ္ဌိကိုမှန်မှဆရာတော်မှတ်မိသားပဲ။တပည့်တော်ကမှတ်မိမှာမဟုတ်ဘူးလို့ထင်နေတာ။အေးဟုတ်တယ်။ရုတ်တရက်တော့မမှတ်မိဘူး။အတော်စဉ်းစားမှမှတ်မိလာတယ်။ခုဓမ္မဂိဋ္ဌိဘယ်မှာနေတယ်လဲ။တပည့်တော်ဘယ်မှာအမြင်အစွဲမနေဘူးဖေရ။ဆရာတော်ဖေရခြေရင်းကထွက်သွားပြီ။တပည့်တော်မြန်မာနိုင်ငံအားလုံးအနှံ့အပြားလဲပတ်နေတဲ့ဖေရမြန်မာနိုင်ငံအတော်အတွင်းပြည်နယ်တွေရောတိုင်းတွေရောတပည့်တော်မရောက်တဲ့အရက်ရဲလို့မရှိတော့ဘူးဖေရရခေခေဟောင်းတော့ကဂျာနယ်ကျော်တွေမှာအမိမဖော်လို့သောလူငယ်တဦးကထိုင်းဂျပန်တခွင်ပြည့်ပြည့်စင်ရောက်ခဲ့စဉ်ကခေါင်းစဉ်တက်ပြီးထိုင်းရဲ့အကြောင်းဂျပန်အကြောင်းရေးသားထားတယ်လို့ဓမ္မဂိဋ္ဌိလည်းမြန်မာနိုင်ငံအတွင်းပြည့်ပြည့်စင်လှည့်ခဲ့စဉ်အားလို့ခေါင်းစဉ်တက်ပြီးစာတအုပ်ရေးသေးတာပေါ့ကွအရေးကောင်းရင်လည်းစာပေပိမှန်စုကလေးများရလို့ရညာပေါ့တပည့်တော်ရဲ့မူလရှိရွယ်ချက်ကဒီလိုစာတအုပ်ရေးသားဖို့အချက်အလက်ရှာဖွေတာပါပဲဖေရဒါပေမဲ့အချက်အလက်ရှာဖွေရင်သာသနာတော်အတွက်အရေးကြီးတဲ့အချက်တွေတွေ့နေလို့လမ်းစဉ်ပြောင်းသွားတယ်ဖေရဘလို့အချက်တွေများတွေ့လာတယ်လဲစိုးစမ်းပါအောင်မြန်မာနိုင်ငံတော်မှာအလွန်ခေါင်လာတဲ့တချို့နေရာတွေမှာတပါများသောအားဖြင့်ဗုဒ္ဓသာသနာတော်ထွန်းလင်းတဲ့ဌာနတွေများပါတယ်ဖေရဒါပေမဲ့ခက်တာကဗုဒ္ဓသာသနာတော်တော့ထွန်းလင်းပါရဲ့အယူအဆကြတော့တချို့နေရာတွေမှာဝါဒကွဲတွေအတော်များများတွေ့နေရတယ်ဖေရအဲ့ဒီဝါဒကွဲတွေကိုဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်လို့အတိအကျအစုံဖြတ်ပေးနိုင်တဲ့ပုံကိုယ်တွေဆိုတာလဲနေစုံနေပြားတွေမှာမရှိဘူးဒီလိုခိုင်ခိုင်မာမာအစုံဖြတ်ပေးနိုင်တဲ့ပုံကိုယ်မရှိလေတော့တချို့အရက်တွေမှာဗုဒ္ဓဘာသာဝင်အချင်းချင်းသူ့အယူမှန်တယ်ငါအယူမှန်တယ်လို့ငင်းခုန်မှုတွေဖြစ်လာကြတယ်ဖေရအမှန်မှာဗုဒ္ဓဘုရားရှင်ကတီးခတ်မှုခန္တီတရားကိုအလေးနဲ့ထားတော်မူတာမို့ဗုဒ္ဓဘာသာဝင်များဟာစွမ်းနိုင်သမျှတီးခန့်သိကြပါတယ်ခုတော့ဒီလိုမဟုတ်ဘူးသူဟာမှန်တယ်ငါဟာမှန်တယ်နဲ့ဗုဒ္ဓဘာသာဝင်အချင်းချင်းဒုတ်တပြက်ဓာတ်တပြက်တောင်စစ်လာကြတယ်ဖေရဒါတွေကိုမြင်နေကြားနေရတော့တပည့်တော်အကြံတစ်ခုဖြစ်ပေါ်လာတယ်ဖေရဘလို့အကြံများဖြစ်ပေါ်လာတော့စိုးစမ်းပါအောင်အကြံကဒီလိုပါဖေရဥပရိပန္နာတပါဠိတော်မှာဂိုင်းခွဲတာနဲ့ပတ်သက်တဲ့တုတ်တုတ်လာရှိရဲ့ဖေရတုတ်ရဲ့အမည်ကတော့တာမဂါမတုတ်ပါဖေရတုတ်ရဲ့အဓိပ္ပာယ်ကတော့အခါတပါမြတ်စွာဘုရားသခင်ကတက္ကတိုင်းတာမအမည်ရှိရဲ့ရွာမှာခိတ္တသတင်းသုံးစံတော်မူပါတဲ့အဲ့ဒီချိန်မှာရာဇကြိုပြည်ကဖျားကြီး6စုစီရင်ဝင်နဲ့နာတာရဲ့တာနိဂန္ဓတက္ကတုံးကပါဝါပြည်မှာကွယ်လွန်ပါတဲ့ဖေရဖျားကြီး6စုဆိုတာဘယ်သူတွေများလဲစည်ရင်ထုတ်ပြအောင်မှာပေါ့ကွဂေါရမရှင်တော်ဘုရားမပွင့်ပေါ်မီရာဇကြိုပြည်မှာကိလေသာမကုန်ခမ်းမဲနဲ့ကိလေသာကုန်ခမ်းပြီလို့ဝန်ခံပြီးသူထင်ရတရားများဟောကြားနေတဲ့ဒိဋ္ဌိဘုရားကြီး6စုတို့က1ပုရာဏကတ္တပ2မက္ခလိဂောတာလာ3အဇိတကေတကံပလာ4ပကုဒ္ဒကိစ္ဆာယနာ5တင်စယဘေလထပုဒ္ဒ6နိဂန္ဓနာတာဗုဒ္ဓလို့ခေါ်ဝေါ်ကြပါတဲ့ဖေရ
သူတို့ရဲ့အယူဝါဒရောဘယ်လိုတဲ့တုံးကွမှန်မှပုရဏကတ္တပရဲ့အယူကမကောင်းမှုပြုတော်လဲမကောင်းမှုမဖြစ်ကောင်းမှုပြုတော်လဲကောင်းမှုမဖြစ်ဘူးလို့ယူဆတဲ့မကလီဂေါတလာကတော့တရဝါများဟာအကြောင်းမရှိပဲဖြစ်ကြတယ်တဘာဝတိုင်းအမျိုးမျိုးဖြစ်ကြတယ်ရှစ်တန်၄သိန်းသောမဟာကတ်တုပတ်လုံးကျင်လည်ကြ၍ကတ်ကုံသောအခါစင်ရဲ့ချင်းဆုံးမလိမ့်မယ်လို့အယူရှိရဲ့အဇိတကေတကမလာကအလူပေးလို့အကျိုးမရှိကောင်းမှုမကောင်းမှုကံတို့ရဲ့အကျိုးမရှိအမိကျေစုမရှိအဖကျေစုမရှိတေ၍တဖန်ဖြစ်သောတတဝါမရှိအရိယာဖြစ်သောတတဝါဟု၍မရှိတတဝါကမဟာဘုတ်လေးပါအစုမျှတာဖြစ်လို့တေသောအခါမြေတက်နဲ့မြေနှင့်ပေါင်း၍ရေမီလေတက်တို့ဟာလည်းရေမီလေတက်အချင်းချင်းပေါင်းသွားကြလိမ့်မယ်နန္တရားကကောင်းကင်ကိုပြန်တက်ပြောက်ွယ်သွားမယ်ခန္ဓာကိုယ်ပျက်စီးသည့်ဤနောက်၌ပြက်ဆဲတယ်လို့အယူရှိပါတယ်ပကုဒ္ဒကိစ္စယနာကရေမြေမီးလေချမ်းသာခြင်းရဲ့အသက်ဤခုနှစ်ပါးသောတရားများဟာအမြဲတည်တယ်မဖောက်ပြန်မှုချမ်းသာအောင်စင်ရဲအောင်ပြုလုပ်လို့မဖြစ်ဘူးတတ်လို့လည်းမသေးဘူးလို့အယူရှိရဲ့တင်စေရဘေလက်တာပုဒ္ဒကသူတစ်ပါးကရှိသလားမေးရင်ရှိရဲ့မရှိဘူးလားမေးရင်မရှိဘူးစသဖြင့်မခိုင်မာတဲ့အယူရှိပါတဲ့နိကန္ဓနာတာပုဒ္ဒကရေဘေးကိုတားမြစ်ခြင်းမကောင်းမှုကိုတားမြစ်ခြင်းမကောင်းမှုကိုတားမြစ်ခြင်းဖြင့်ပယ်ခွာပြီးဖြစ်တယ်လူမြောက်ရာကိုတွေ့ပြီးဖြစ်တယ်လို့အယူရှိပါတဲ့ဒီလိုအယူဝါဒအမျိုးမျိုးရှိနေကြတဲ့ဖျားကြီး6စုအနက်နိကန္ဓနာတာပုဒ္ဒကွဲလုံးတဲ့အခါကြံရေးကြားတဲ့တပည့်တွေကနှစ်ပတ်ခဖြစ်ပြီးအချင်းချင်းညင်းခုန်ကြတဲ့အချင်းချင်းသူမှန်ငါမှန်ညင်းခုန်ပြီးခိုက်ရန်နေဖြစ်ကြတဲ့ဖျားဆက်ဆန်းပါအောင်နိကန္ဓရဲ့တပည့်တွေဒီလိုခိုက်ရန်ဖြစ်လာကြတော့သူတို့ယုံကြည်ကိုးကွယ်နေကြတဲ့တက္ကမတွေကသူတို့အပေါ်ညီးငွေ့လာကြပါတဲ့ကြည်ညိုချစ်ခင်ခြင်းကင်းလာကြပါတဲ့ရိုသေးခြင်းနှိမ့်ချခြင်းနဲ့စုံနစ်လာကြပါတဲ့အဲဒီခါအရှင်သာရိပုတ္တရာရဲ့ညီရောအရှင်ဆုံးတာကပါဝါပြည်မှာဝါစုတော်မူတယ်ဝါလာကျွတ်တဲ့အခါပါဝါပြည်ကသူ့ရဲ့ဥပိ္ပစေစရာအရှင်အာနန္ဒာရှိရာတာမရွာကိုကြွလာပါတဲ့တာမရွာကိုရောက်တော့ဆရာရင်းဖြစ်တဲ့အရှင်အာနန္ဒာထံဥစွာဝင်ပြီးရှ िख ိုးကြော့ပါတဲ့ရှ िख ိုးကြော့ပြီးတော့ပါဝါပြည်မှာနိကန္ဓကွယ်လုံးတဲ့အတွက်သူတစ်ဖက်များကွဲပြားသွားကြပုံကိုရှောက်ထားတဲ့ဖေရဒီလိုရှောက်ထားတော့အရှင်အာနန္ဒာကဒီစကားဟာဖျားရှင်ကိုရှောက်ထားဖို့စကားလက်ဆောင်ဖြစ်တယ်ဖျားရှင်ထံသွားပြီးဒီအကြောင်းရှောက်ထားကြစို့လို့အရှင်အာနန္ဒာနဲ့အရှင်စုံသားတို့ကဖျားရှင်ထံသွားရောက်ကြပြီးအရှင်အာနန္ဒာကအရှင်ဖေရဤစုံသားဟာယခုပါဝါပြည်မှလာပါတယ်ပါဝါပြည်မှာနာတာဗုဒ္ဓကားကျေတဲ့ဤသာနိကန္ဓကွယ်လုံးတဲ့အတွက်နိကန္ဓတီထောင်ခဲ့တဲ့နိကန္ဓခါယအချင်းချင်းကွဲပြားပြီးငင်းခုန်ခံရန်ဖြစ်ကြပါတဲ့အချင်းချင်းစမ်းကျင်ဘက်စကားဆိုပြီးသူ့အပြစ်ငါပြောငါအပြစ်သူပြောနဲ့ညံအမတ်တွေထူပြောနေကြပါတဲ့နိကန္ဓအချင်းချင်းစေစမ်းမရအောင်ကွဲပြားမှုရှိနေတဲ့အတွက်သူတို့ကိုကိုးကွယ်ကြတဲ့တက္ကမတွေလည်းသူတို့ပေါ်စိတ်ပြက်ပြီးညီငွေကြပါတဲ့ဖေရဒီသတင်းကိုကြားတော့တပည့်တော်ရဲ့စိတ်ထဲမှာစိုးရိမ်မှုတွေဖြစ်လာပါတယ်အကယ်၍များမြတ်စွာဘုရားသခင်ပရိနိဗ္ဗာန်ဝင်ဆံတော်မူခဲ့ရင်သာသနာတော်အတွင်းမိတင်းနေထိုင်ကြတဲ့ယဟန်တော်များလည်းနိကန္ဓတို့လိုများကွဲပြားကြကုန်မလားတပားနဲ့တပားရန်သူတွေလိုစန့်ကျင်ဘက်ဖြစ်ကုန်ကြမလားယဟန်တော်အချင်းချင်းထိကိုင်းမှုတွေဖြစ်လာတဲ့အတွက်သာသနာတော်ကိုထောက်ပံ့အားပေးနေတဲ့တက္ကမတွေစိတ်တက်ကြပြီးသာသနာတော်ကြီးကိုမျက်ွယ်ပြုကုန်ကြမလားလို့တပည့်တော်စိုးရိမ်မိပါတယ်ဖေရမြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်သာသနာတော်မှာကြံရည်တော်မူကြတဲ့ယဟန်တော်များဒီလိုညှင်းခုန်မှုခိုက်ရန်ဖြစ်မှုတရားအပြည့်တရားရှုမှုမဖြစ်ကြပါစေနဲ့တန်ဃာတော်ချင်းချင်းညှင်းခုန်ခြင်းကွဲပြားခြင်းဟာများစွာသောလူနဲ့ပြမတရားဝါတို့ကိုကောင်းကျိုးမပေးပါဘူးဆိုးကျိုးသာပေးပါတယ်ဖေရများစွာသောလူတို့ရဲ့အစီအပွားမဲ့များစွာသောလူတို့ရဲ့ချမ်းသာမဲ့များစွာသောလူတို့ရဲ့အကျိုးမဲ့ကိုဖြစ်စေတတ်တဲ့ဒီလိုကွဲပြားခြင်းမျိုးလဲသာသနာတော်အတွင်းမှာမဖြစ်ပါစေနဲ့လို့တပည့်တော်စိတ်ကြံဖြစ်မိပါတယ်ဖေရလို့ရှောက်ထားပါတဲ့ဖေရဒီအခါဖေရရှင်ကအာနန္ဒာငါဟောတဲ့တတိပဋ္ဌာန်တရား၄ပါးတမ္မပဋ္ဌာန်တရား၄ပါးအဋ္ဌိပတ်၄ပါးအိန္ဒြေ၅ပါးဘူ၅ပါးဘုဇင်9ပါးမဂ္ဂင်၈ပါး
ဤ39ပါသောဘောဓိပက္ခိယတရားတို့ပေါ်မှာအယူအဆကွဲပြားတဲ့ယဟန်ပုဂ္ဂိုလ်များကိုသင်မြင်တွေ့ဘူးသလားလို့မေးတော်မူတယ်။အရှင်အာနန္ဒာကမြတ်စွာဘုရားအရှင်ဘုရားဟောကြားတော်မူခဲ့တဲ့ဤ39ပါသောဘောဓိပက္ခိယတရားများပေါ်မှာအယူအဆကွဲပြားသောယဟန်များကိုတပည့်တော်မမြင်မတွေ့ဘူးပါဘုရား။ထို့ကြောင့်ဘောဓိပက္ခိယကျင့်စဉ်နဲ့ပတ်သက်ပြီးတန်ခါကွဲပြားခြင်းဖြစ်လိမ့်မယ်လို့တပည့်တော်မထင်မြင်မိပါ။သို့ပါတော့လေဖယားရှင်ပြိဋိဘံစံဝင်တော်မူပြီးနောက်သာသနာတော်ဝန်တန်းယဟန်တချို့ဟာဝမ်းရေးကိုအကြောင်းပြုပြီးလွန်ကျူးတက်တဲ့တိတ်ခါပုတ်6ပါးမှာဖြစ်စေကျွင်းသောဝီနီးတိတ်ခါပုတ်များမှာဖြစ်စေငင်းခုန်မှုဖြစ်ခဲ့လျင်ထိုငင်းခုန်မှုဟာလည်းများစွာသောလူနတ်တို့ရဲ့အကျိုးမဲ့ကိုဖြစ်ပွားစေတတ်ပါတယ်။ဆင်းရဲခြင်းကိုဖြစ်ပွားစေတတ်ပါတယ်။ဒါကြောင့်အဲဒီလိုကွဲပြားမှုလဲသာသနာတော်အတွင်းမှာမဖြစ်ပွားစေခြင်းမဟုတ်ဖယားလို့ရှောက်ထားပါတယ်ဖယား။ဖယားရှင်ကအာနန္ဒာလောကမှာအကြောင်းတရားအကျိုးတရားတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေကြတယ်။အကြောင်းမရှိပဲအကျိုးဆိုတာမဖြစ်ပေါ်ဘူး။ဖြစ်ပေါ်လာတဲ့အကျိုးကိုကြည့်ပြီးအကြောင်းကိုရှောင်ဖွေရတယ်။ငင်းခုန်မှုဆိုတာလည်းအကြောင်းမရှိပဲမဖြစ်ပေါ်လာဘူး။အကြောင်းကြောင့်ဖြစ်ပေါ်လာတာဖြစ်တယ်။အာနန္ဒာငင်းခုန်မှုရဲ့အကြောင်းတွေက6မျိုးရှိတယ်။6မျိုးဆိုတာကဤသာသနာတော်မှာယဟန်ဖြစ်သူဟာအမျက်စောင်းမှန်ကြီးရဲ့ရန်ညိုးဖွဲ့တတ်တယ်။ယရနာ3ပါးအပေါ်ယိုသိမ်မှုမရှိဘူး။အကျင့်ရောက်တယ်။အဲ့ဒီယဟန်မျိုးကငင်းခုန်မှုကိုဖြစ်ပွားစေတတ်တယ်။တန်ခါကိုင်းကိုခွဲတတ်တယ်။အာနန္ဒာတချို့သောယဟန်ဟာသူ့ကျေးဇူးကိုမသိတတ်ဘူး။ပြိုင်ဆိုင်လေးရှိရဲ့။ညူစုလေးရှိရဲ့။ဝင်းတိုလေးရှိရဲ့။ဟန်ဆောင်တတ်တယ်။လှည့်ပတ်တတ်တယ်။ယုံညံ့တဲ့အလူဆိုးရှိရဲ့။မှားသောအယူရှိရဲ့။ငါမှန်တယ်လို့အငင်းတန်တယ်။အယူကိုစွန့်နိုင်ခဲ့တယ်။အဲ့ဒီလိုယဟန်မျိုးဟာယရနာ3ပါးကိုလည်းမယိုသေးတတ်ဘူး။အကျင့်လည်းယုံမာတတ်တယ်။ငင်းခုန်မှုကိုဖြစ်စေတတ်တယ်။အာနန္ဒာဤလိုငင်းခုန်မှုရဲ့အကြောင်းကိုမိမိပရိသတ်သူတစ်ပါးပရိသတ်မှမြင်ခဲ့လျင်ဤအကြောင်းရင်းကိုပယ်ဖို့ရအားထုတ်ကြရမယ်။အာနန္ဒာငင်းခုန်မှုရဲ့အကြောင်းရင်းဟာဤ6မျိုးဖြစ်တယ်လို့ဖယားရှင်ဟောတော်မူပါတယ်ဖယား။ငင်းခုန်မှုအကြောင်း6ပါ။1ကောဒနာဥပနာဟအမျက်ကြီးခြင်းရန်ညိုးဖွဲ့တတ်ခြင်း2မက္ခိပလာတိကျေးဇူးမသိခြင်းဂုဏ်ပြိုင်တတ်ခြင်း3အိတုကိမစ္စရိညူစုတတ်ခြင်းဝင်တိုတတ်ခြင်း4တတ္ထာမာယာဝီစင်းလဲကောက်ကျင့်ခြင်းလှည့်ပတ်တတ်ခြင်း5ပါပိစ္ဆမိစ္ဆာဒိဋ္ဌိယုံမာသောအလိုရှိခြင်းအယူမှားယွင်းခြင်း6တန်ဒိဋ္ဌိပရာမာတိအာတာနဂါဟိဒုပ္ပတိနိတကိငါအယူသာမှန်သည်ဟုများသောအားဖြင့်သုံးသက်လေးရှိခြင်းဆွေးမြဲစွာယူလေးရှိခြင်းအယူကိုစွန့်လွတ်နိုင်ခဲ့ခြင်းအထိကယုတ်၄ပါးငင်းခုန်ခြင်းရဲ့အကြောင်း6ပါးကိုဟောတော်မူပြီးရဲ့နောက်ငင်းခုန်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အထိကယုတ်၄ပါးကိုဖျားရှင်ဆက်ပြီးဟောတော်မူပါတယ်ဖေယဟောဖို့ကိုအမိန့်ရှိစမ်းပါအောင်အထိကယုတ်ဟာ၄မျိုးရှိတဲ့ဖေယ၄မျိုးဆိုတာက1ဝိဝါဒတိကယုတ်2အနုဝါဒတိကယုတ်3အာပတ္တတိကယုတ်4ကိစ္စတိကယုတ်တို့ဖြစ်ကြပါတယ်ဖေယအတိကယုတ်ရဲ့အချင်းရအောင်လဲဆိုပါအောင်ကွမှန်ပါအတိကယုတ်ရဲ့အချင်းရကတော့1ဓမ္မအာဓမ္မစသည်ငင်းခုန်ခြင်းကိုဝိဝါဒတိကယုတ်လို့ခေါ်ပါတဲ့2သီလပြတ်တယ်အကျင့်ပြတ်တယ်အယူပြတ်တယ်အတန်မွေးမှုပြတ်တယ်လို့ဆွဆွဲပြောဆိုခြင်းကိုအနုဝါဒထိကယုံလို့ခေါ်ပါတဲ့3ခုနပါသောအာဘတ်တင်းရောက်ခြင်းကိုအာဘတ်တာထိကယုံလို့ခေါ်ပါတဲ့4ယဟန်တော်များရွတ်ဆောင်ပြုလုပ်ကြတဲ့ကံ၄ပါးကိုတော့ကိစ္စထိကယုံလို့ခေါ်တဲ့ဖေယအထိကယုံငြိမ်းအေးကြောင့်တမတ်ထားခုနပါဒီလိုအထိကယုံဖြစ်လာတော့ငြိမ်းအေးအောင်ဘယ်လိုလုပ်ရမယ်လဲကွအထိကယုံဖြစ်လာရင်ငြိမ်းအေးအောင်ပြုလုပ်ရမယ်အစုံမတော်ခုနပါကိုလည်းဖျားရှင်ဟောတော်မူတဲ့ဖေယအစုံမတော်ခုနပါက1တန်မှုခါဝီနီ2တတိဝီနီ3အမုဋ္ဌဝီနီ4ပရိညာတကရဏဝီနီ5ရေဘူးယတိကာဝီနီ6တတ္တပါပိယတိကာဝီနီ9တိနာဝိထာရကဝီနီများဖြစ်ကြပါတယ်ဖေယဝီနီခုနပါနဲ့အတိကယုံငြိမ်သက်ဖို့လည်းဆက်ပြောပါအောင်
သာသနာတော်တွင်တရားဟုတ်မဟုတ်ဝီနီးဟုတ်မဟုတ်ငင်းခုန်မှုဖြစ်ပေါ်လာခဲ့ရင်ရဟန်းတော်အားလုံးစည်းဝေးရပါမယ်။စည်းဝေးကြပြီးတရားဥပဒေစည်းမျဉ်းကိုဆင်ခြင်ကြရပါမယ်။ဆင်ခြင်ပြီးဒီနည်းနဲ့ဆိုရင်တရားဥပဒေနဲ့ညီညွတ်တယ်။ဒီနည်းသိတာလည်းမှန်ကန်တယ်လို့ရဟန်းတော်များအညီအညွတ်ဆုံးဖြတ်ချက်ချခြင်းဖြင့်တချို့ငင်းခုန်မှုဝိဝါဒဒီကယုံကငြိမ်းအေးပါတယ်။အဲဒီလိုရဟန်းတန်ဃာတော်များမျက်မှောက်ငြိမ်းအေးခြင်းမျိုးကိုတန်မှုခါဝီနီဖြင့်ငြိမ်းအေးစေရလို့ဆိုပါတယ်ဖေ။တတိဝီနီဆိုတာဘလို့ဟာလဲရှင်းပြစမ်းပါအောင်။မှန်ပါယဟန္တာပုဂ္ဂိုလ်ဟာဘယ်တော့ခါမှတတိကင်းလို့တဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ပါဘူး။တတိအမြဲရှိနေတဲ့အတွက်သာစိတ်တကအာဘတ်မျိုးလည်းမသိရောက်ပါဘူး။ဒီလိုယဟန္တာပုဂ္ဂိုလ်ကြီးပေါ်အာဘတ်တင်ပြီးဆွဆွဲဖို့အနုဝါဒထိကယုံဖြစ်ပေါ်လာရင်တတိဝိနည်းဖြင့်ငြိမ်းအေးရတယ်လို့ဆိုပါတယ်ဖေ။အမုဋ္ဌဝိနည်းကိုလည်းဆက်ပြောပါအောင်ကွ။အမုဋ္ဌဝိနည်းကယူသွတ်တဲ့ယဟန်နဲ့ပတ်သက်တဲ့ဝိနည်းဖြစ်ပါတယ်ဖေ။တိတ်ခါဗုဒ္ဓတိုင်းမှာပါရှိရဲ့အာနာပတ္တိအရာမှာယူသောယဟန်ပါရှိပါတယ်ဖေ။ယူတဲ့ယဟန်ဟာစိတ်မကောင်းတဲ့အတွက်ယဟန်တို့နဲ့မလျော်တဲ့အကျင့်တွေကျင့်တတ်ပါတယ်။ဒါပေမဲ့သူပြုကျင့်တာကိုသူမမှတ်မိပါဘူး။ဒီလိုယဟန်မျိုးပေါ်ကြာရောက်တဲ့အနုဝါဒထိကယုံမျိုးကိုတော့အမုဋ္ဌဝိနည်းနဲ့ငြိမ်းအေးစေရမယ်လို့ဆိုပါတယ်ဖေ။ပဋိညာကရဏဝိနည်းဆိုတာဘလို့ဟာလဲရှင်းပြပါအောင်။ပဋိညာတကရဏဝိနည်းဆိုတာဘလို့ဟာလဲရှင်းပြပါအောင်။ပဋိညာတကရဏဝိနည်းဆိုတာကယဟန်တစ်ပါးဟာပြည့်ညတ်တော်ကိုကြော်နေတဲ့အတွက်အာဘတ်တင်နေပေါ်ဖေ။အဲဒီတင်တဲ့အာဘတ်ကိုယဟန်တစ်ပါးထံမှာတပည့်တော်မှာဒီလိုအာဘတ်တင်နေပါတယ်။နောက်အခါဒီလိုအလုပ်မျိုးမပြုလုပ်တော့ပါဘူးလို့ဝန်ခံလာရင်တင်းရောက်တဲ့အာဘတ်တာတိကယုံဟာငြိမ်းအေးသွားတယ်လို့ဆိုပါတယ်ဖေ။ရေဘူးရတိကဝိနည်းကဘလို့တဲ့လဲကွ။ရေဘူးရတိကဝိနည်းကတန်မှုခါဝိနည်းနဲ့သဘောချင်းတူတယ်ဖေ။တန်မှုခါဝိနည်းကဓမ္မအာဓမ္မစသောငင်းခုန်မှုဖြစ်ခဲ့လျင်မိမိတို့တိုက်တာတွင်တန်ခါမျက်မှောက်မှာအတိကယုံကိုငြိမ်းအေးစေပါတယ်။ရေဘူးရတိကဝိနည်းကမိမိတို့တိုက်အတွင်တန်ခါနဲ့ငြိမ်းအေးမှုမရလျင်တခြားတန်ခါများရာတိုင်မှာများပြားတဲ့တန်ခါရဲ့မျက်မှောက်မှာအထီးကယုံကိုငြိမ်းအေးစေခြင်းဖြစ်ပါတယ်ဖေ။တတပါပိယတိကဝိနည်းရဲ့အဓိပ္ပာယ်ကိုရှင်းပြပါအောင်။တရားကြီးဝိသေတေတရတမိတိကိယထာတုံမှာကြာရုပ်ထုတ်ထားတဲ့တပ်ပေဤမေပါပါအယာမိမေတံဝိသေတေနပါပိတိပါပိယောဆိုတဲ့အတိုင်းပါပိယဆိုတာယုံမှသောသူတို့အောက်အထူးသဖြင့်ယုံမှသောသူလို့ဆိုတယ်ဖေ။ဒီပုဂ္ဂိုလ်ကိုဘာကြောင့်အထူးယုံပါတယ်လို့ဆိုရတယ်လဲဆိုတော့အမှန်ကိုမပြောတဲ့အတွက်ကြောင့်ပါဖေ။အာကုသိုလ်မှာမုတာဝါဒကုသိုလ်မှာကသစ္စာဝါစာလေးလုံးသာတီလို့မဂဒေဝလင်္ကာတိမှာမိတ်ဆိုတော်မူတဲ့အတိုင်းအမှန်ကိုမပြောတဲ့မုတာဝါဒဟာအာကုသိုလ်နယ်ဘက်မှာအကြီးလေးဆုံးဖြစ်တဲ့ဖေ။ဒါကြောင့်အမှန်မပြောတဲ့ပုဂ္ဂိုလ်ကိုဒီနေရာမှာပါပိယလို့ခေါ်ပါတဲ့။ဒီပုဂ္ဂိုလ်ကဘယ်လိုအမှန်ကိုမပြောသလဲဆိုတော့သူ့အပေါ်မှာဒုက္ခဆသောအာဘတ်များဖြင့်တဦးဦးကစေတနာပါခဲ့လျင်အမှန်ကိုဝေမခံမဲ့တောင်ပြောမြောက်ပြောလှုပ်တတ်ပါတဲ့။ဒါကြောင့်သူ့ကိုပပိယလို့ခေါ်ပါတဲ့။ဒီလိုပုဂ္ဂိုလ်အပေါ်ပြုလုပ်တဲ့ဝိနည်းကိုတတပါပိယတိကာဝိနည်းလို့ခေါ်ပါတယ်ဖေ။တိနာဝိထာရကဝိနည်းဆိုတာလည်းဆက်ပြောပါအောင်ကွ။လူမြင်လို့မတင့်တယ်တဲ့ကျင့်ကြီးကိုမျက်ဖြင့်ဖုံးအုပ်ထားလိုက်တယ်လို့ယဟန်တော်များလည်းခါရန်ငင်းခုန်မှုကိုမငြိမ့်ပဲနှစ်ဦးနှစ်ဖက်ပင့်ဖိတ်ပြီးတင်မုံချီစနစ်ဖြင့်နှစ်ဖက်အပြစ်တွေကိုဖုံးအုပ်ငြိမ့်စေခြင်းမျိုးကိုတိနာဝိထာရကဝိနည်းလို့ခေါ်ပါတယ်ဖေ။တိနာဝိထာရကဝိနည်းကသုံးမုတ်ဖဲစကားနဲ့ဆိုရင်တော့အုတ်ထေတေတယ်လို့ဆိုရမှာပေါ့။မှန်မှအုတ်ထေတေတယ်ဆိုလို့ရင်ဆိုနိုင်ပါတယ်ဖေ။အဆူရှိရင်အမှုရှိရဲ့ဆိုတဲ့စကားတိုင်းအဆူရှိလာနေရင်အမှုကတော့ရှိမြဲပေါ့ဖေ။သာသနာတော်မှာလည်းယဟန်အစုများလာတော့သူ့ဟာမှန်တယ်ငါဟာမှန်တယ်ဆိုတဲ့အမှုတော့ဖြစ်ရမှာပါပဲ။အမှုဖြစ်လာရင်ဖြစ်တဲ့အမှုကိုငြိမ်းအေးအောင်ပြုလုပ်တဲ့နည်းကိုလည်းဖယားရှင်ညွှန်ပြထားတော်မူခဲ့ပါတယ်။ဖယားရှင်ညွှန်ပြထားတော်မူခဲ့တဲ့နည်းကိုယူပြီးမြန်မာနိုင်ငံအရက်ရက်မှာရှိတဲ့ငင်းခုန်မှုအထီးကယုံတွေကိုငြိမ်းအေးအောင်လုပ်လာရင်အလွန်ကောင်းမှာပဲလို့တပည့်တော်အကြံရပါတယ်ဖယား။ဟုတ်တာပေါ့။ငင်းခုန်မှုကွဲပြားမှုဖြစ်လာခဲ့လျင်နှစ်ပတ်ခါလုံးကစိတ်မချမ်းမသာဖြစ်ကုန်ကြတော့တာပေါ့စိတ်မချမ်းသာမှုတွေဖြစ်ပွားလာလျင်ကုသိုလ်တရားပွားများလို့မဖြစ်ဘူးဒါကြောင့်
ဒီလိုတန်ခါကွဲပြားမှုရှိနေလျင်ကမ္မထံအားထုတ်လို့တော့မဖြစ်ဘူးလို့ဖျားရှင်ဟောတော်မူထားတဲ့ကွတရားအားမထုတ်တဲ့အခါ၅ပါးဗမာဟောတော်မူလဲဖျားအမိန့်ရှိပါအောင်အင်္ဂုတ္တရပါဠိတော်ကျင့်စကားနိဗ္ဗာန်နိဝရဏဝတ်တမယတုတ်မှာပေါ်ကွဖျားရှင်ကကမ္မထံအားထုတ်ဖို့အခါမဟုတ်တဲ့တမယ၅ပါးကိုဟောတော်မူထားတယ်၁အိုမင်းတဲ့အခါ၂အနာရောဂါနှိပ်စက်ခြင်းခံရတဲ့အခါ၃အစာငတ်မှုတဲ့အခါ၄တိုင်းပြည်အတွင်းတကိုးတမျှများစုကြွတောင်းကြတဲ့အခါ၅တန်ဃာတော်ချင်းချင်းကွဲပြားကြတဲ့အခါဒီအခါ၅မျိုးမှာကမ္မထံတရားပွားများအားထုတ်လို့မဖြစ်ဘူးလို့ဖျားရှင်ဟောထားတော်မူတဲ့ကွအဲ့ဒီအခါ၅မျိုးအနက်တန်ဃာကွဲပြားတဲ့အခါကမ္မထံအားထုတ်ရန်အခါမဟုတ်ပုံကိုဖျားရှင်ကယဟန်တို့နောက်တစ်မျိုးကတန်ဃာကွဲပြား၏တန်ဃာကွဲပြားသည်ရှိသောအချင်းချင်းဆဲရည်လက်ဆဲရည်ကုန်၏အချင်းချင်းချင်းချောက်လက်ချင်းချောက်ကုန်၏အချင်းချင်းပြစ်ပယ်လက်ပြစ်ပယ်ကုန်၏အချင်းချင်းစွန့်ပစ်လက်စွန့်ပစ်ကုန်၏ထိုတန်ဃာကွဲပြားရမှာမကြည်ညိုသေးသောသူတို့သည်မကြည်ညိုကြကုန်ကြည်ညိုပြီးအချို့သူတို့သည်လည်းအကြည်ညိုပြတ်ရန်ဖြစ်ကုန်၏ယဟန်တို့ဤသည်ကကမ္မထံအားထုတ်ရန်ပစ္စမဖြစ်သောအခါမဟုတ်ခြင်းတည်လို့အထူးဟောတော်မူထားတယ်ဒါကြောင့်ငင်းခုန်မှုကွဲပြားမှုတွေဖြစ်လာရင်သာသနာတော်ဟာအလွန်အထိနာတဲ့ကွတန်မှုခါဝီနေနှင့်ကြီးလင်းသောတာဝန်ဒါကြောင့်ဒီကွဲပြားမှုမညီညွတ်မှုတွေကိုငြိမ်းအေးအောင်လုပ်နိုင်ရင်ကောင်းမှာပဲလို့တပည့်တော်ရှောက်ထားတာပေါ့ဖေရတပည့်တော်များကလည်းအုတ်တစ်ချက်ကြောက်တပွင့်တဲတပွင့်အနေနဲ့မြန်မာနိုင်ငံတော်အတွင်းမှာဖြစ်ပွားနေတဲ့ဝါဒကွဲများကိုကြမ်းတင်ပြီးတန်မှုခါဝီနီလောက်ရလျင်ကောင်းမှာပဲလို့အကြံဖြစ်မိပါတယ်ဖေရကိုရောကြံကကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့ဒီဝါဒကွဲတွေကိုကြမ်းတင်ပြီးစစ်ဆေးမှာဘယ်သူတော့ကိုရောလားဝါဒကွဲတွေကိုကြမ်းတင်စစ်ဆေးနိုင်တဲ့ပညာရင်ကြီးတပည့်တော်မှာမရှိပါဘူးတပည့်တော်ကတော့ဝါဒကွဲများကိုသာတက်နိုင်သလောက်စုဆောင်းထားသူမျှပါပဲဖေရဒီဝါဒကွဲတွေကိုမှတ်ကြောက်တင်မှာဘယ်သူတုံးကွဒါကိုရှောက်ထားခြင်းလို့ဆရာတော်စီတပည့်တော်လာတာပါဖေရတပည့်တော်ရဲ့သဘောကတော့တပည့်တော်စုဆောင်းလာခဲ့တဲ့ဝါဒကွဲများကိုဆရာတော်ထံလျှောက်ထားခြင်းပါတယ်ဒီဝါဒကွဲများကိုဆရာတော်ကဝေဖန်ပေးစေလိုပါတယ်ဖေရတပည့်တော်လည်းကိုရောလိုပါပဲဒီလောက်အရေးချင်းမရှိပါဘူးဒီလောက်ကြီးလေးရဲ့တာဝန်ကိုဘယ်မှာတူတီထမ်းဆောင်နိုင်မှာလဲကွမှန်မှတတရားသင်္ဃာယနာတင်ပွဲမှာအရှင်မဟာမောဂလိပုဒ္ဒဒိဋ္ဌမထေမြတ်တင်သွင်းတဲ့ကထာဝိထုကျမ်းဟာမူကွဲပေါင်း900ရှိပါတဲ့ဖေရဒီမူကွဲ900ကိုတပါးတဲ့အပြည့်ပေးသွားပါတယ်ဖေရယခုတပည့်တော်လေးလာခဲ့တဲ့နာနာဝါဒဟာ900မရှိပါဘူးဘာကြောင့်ဆရာတော်တပါးတည်းမစွမ်းဆောင်ရနိုင်ရမှာလဲဆရာတော်စူးစမ်းလျင်ဖြစ်နိုင်မယ်လို့ယူဆပါတယ်ဒါကြောင့်တပည့်တော်ဆရာတော်ထံလာရောက်ရခြင်းဖြစ်ပါတယ်ဖေရမြန်မာနိုင်ငံတော်မှာအရေးအချင်းပြေးဝကြတဲ့ပုံကိုယ်တွေအများအများရှိကြပါတယ်တို့ကပမာဏမပြုတ်လောက်ပါဘူးကွမှန်ပါတယ်ဖေရမြန်မာနိုင်ငံတော်အရရက်မှာအရေးအချင်းပြေးဝကြတဲ့ပုံကိုယ်ကြီးရေအမှန်တကယ်ရှိတော်မူကြပါတယ်သို့တော်လည်းထိုပုံကိုယ်ကြီးတွေကစာတင်စာချစတဲ့သာသနာရေးကိစ္စတွေကြောင့်ဆရာတော်တို့အမြဲစာပေရေးသားနေတော့မမူအားကြပါဘူးဆရာတော်ကတော့စာပေရေးသားတဲ့အရှိန်ရနေပါတယ်ဆရာတော်ရေးသားတဲ့စာမှုများကိုလည်းဓမ္မပြုဟာစာဆောင်တဲ့ဗုဒ္ဓဓမ္မလောကစာဆောင်များကမပြတ်ထည့်သွင်းဖော်ပြနေကြပါတယ်ဒါကြောင့်ဆရာတော်ကဝါဒကွဲများရဲ့ဖြေကိုပြုစုတော်မူလျင်ဤအဖြေစာကိုဓမ္မပြုဟာစာဆောင်ကစီးကြိုပြီးထည့်သွင်းဖော်ပြပေးပါလိမ့်မယ်လို့ယူဆပါတယ်ဓမ္မပြုဟာစာဆောင်ကအပတ်စဉ်ဖော်ပြပေးခဲ့ပါလျင်ဆရာတော်ရဲ့အဖြေလွှာဟာလည်းတန်မှုခါဝီနီရေဘူးရတိကဝီနီအတွင်ပါဝင်ပြီးယခုသာသနာတော်အတွင်ငင်းခုန်နေကြတဲ့တချို့သောဝိဝါဒထိကြရများဟာငြိမ်းအေးတန်သလောက်ငြိမ်းအေးသွားပါလိမ့်မယ်လို့တပည့်တော်ထင်ပါတယ်ဒါကြောင့်ဒီဝါဒကွဲများကိုပင်ပန်းတယ်လို့သဘောမထားပဲဆရာတော်ကိုယ်တိုင်မှတ်ကြောက်တင်ပေးတော်မူပါလို့တပည့်တော်လျှောက်ထားပါတယ်ဖေရအေးကိုတော်လျှောက်ကောင်းတာနဲ့ပဲတပည့်တော်မှတ်ကြောက်တင်စီရလှုပ်ကြည့်ရသေးတာပေါ့ကွဒီစကားကြားရတာတပည့်တော်အလွန်ဝမ်းသာပါတယ်ဖေရဒီနေရာမှာဆရာလှုပ်တယ်လို့တော့သဘောမထားပါနဲ့နည်းနည်းတော့လျှောက်ထားခြင်းသေးတယ်ဖေရဘာများလျှောက်ထားခြင်းသေးတာတော့ကွတခြားမဟုတ်ပါဘူးဖေရဝါဒကွဲများကိုဆရာတော်မှတ်ကြောက်တင်တဲ့အခါမှာစကလုံးကြီးကြီးမသုံးပဲစကလုံးသေးသေးနဲ့ပေါ်ပေါ်လွင်လွင်
သုံးတော်မူစေခြင်းပါတယ်။ဘာကြောင့်နှုံးကွစကလုံးကြီးကြီးသုံးလိုက်ရင်လူတိုင်းနားမလည်ကြဘူးဖေ။ပါဠိပတ်သားတွေဆိုရင်ပို့ပြီးတော့မသိပဲဖြစ်သွားတတ်သေးတယ်ဖေ။စကလုံးသေးသေးပေါ်ပေါ်လွင်လွင်ရေးပြမှလူတိုင်းသဘောပေါက်ပါတယ်ဖေ။လူတိုင်းသဘောပေါက်စေခြင်းတဲ့အတွက်စကလုံးသေးသေးသုံးရန်ရှောက်ထားရခြင်းပါဖေ။အေးပါကွယ်။ဒါကတော့ကိုရေးတတ်တယ်လို့ရေးရမှာပေါ့။ပေါ်လွင်နဲ့မပေါ်လွင်ဘူးစကလုံးကြီးရဲ့ငယ်တယ်ဆိုတာတော့ဘယ်သိပါမလဲ။သူဖြစ်ချင်တယ်လို့ဖြစ်သွားပါလိမ့်မယ်။ကိုင်နီတန်းနဲ့ပင်စကားအတော်ရှိသွားပြီလူရင်းကိုဆက်ကြစုရဲ့ကိုတော်လေးလာခဲ့တဲ့မူကွဲတွေဘက်မှလည်းထုတ်စမ်းမအောင်အလိုအတော်များပါလားအမတ်တစ်ကိုဖတ်လိုက်စမ်းမအောင်ပရိသတ်များရှင်ဒီကနေ့မှာတော့တေတော်ဆရာတော်ဘုရားကြီးရဲ့ယနေ့ဗုဒ္ဓဝါဒဆိုင်ရာအမေးဖြေများအတွဲတစ်ထဲကသာသနာနဲ့ဂိုင်းခွဲဝါဒကွဲများဏိဒန်းဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းဒီဆောင်လေးတွေကတခြားသောအကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးခဲ့ကြတဲ့ဓမ္မမိတ်ဆွေပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဗဟုသုတများတိုးပွားပြီးတော့တရားတူတရားမြတ်တွေကိုကျင့်ကြံအားထုတ်နိုင်ကြပါစေရှင်။